ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အောင်မြင်မယ်ကြီးပွားတိုးတက်မယ်အဲ့ဒီကြီးပွားတိုးတက်ဖို့အတွက်ဒီအချက်၄ချက်အဓိကစွမ်းဆောင်မှုပေးလိုက်မယ် physically important တကယ်ကိုအခြေခံအဖြစ်အရေးကြီးတဲ့အချက်၄ချက်ဒီလိုဆိုလို့လည်းပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဟောတဲ့အခါမှာနံပါတ်၁ကဘာလို့ဆိုပฏิရူပဒေသဝါဒတင့်တယ်လျောက်ပတ်တဲ့ကိုနဲ့တင့်တော်တဲ့နေရာကိုရွေးချယ်တာဒါလည်းအလွန်အရေးကြီးတာပဲကိုပဲနေရာမှာပဲမွေးနော်ကြီးပွားတိုးတက်ဖို့အတွက်ကြတော့မွေးတဲ့နေရာကကြီးပွားတိုးတက်ချင်မှတိုးတက်မှာဗမာစကားမှာလည်းရှိတယ်တရွာမပြောင်းတကောင်းမဖြစ်ဆိုကိုနဲ့တင့်တော်တဲ့နေရာကိုနေထိုင်တဲ့အခါမှာလူတွေဟာကြီးပွားတိုးတက်လာကြီးပွားတိုးတက်နိုင်တဲ့နေရာကိုရွေးချယ်ဖို့လိုအပ်တယ်လို့ဒီလိုဆိုတယ်ပေါ့ပြောမယ်ဆိုရင်ကြည့်အမေရိကန်သမ္မတလင်ကွန်ဆိုတာကြားဘူးကြမှာလေတော်တဲ့ကလေသမားသားလေတော်တဲ့မှာနေတာအေးမြို့တက်လာပြီးတော့ပညာတွေပါသင်နောက်ဆုံးမှသမ္မတထီအောင်ဖြစ်သွားတောမှနေရင်တော့တောသက်ကြီးလောက်တော့ဖြစ်ကောင်းဖြစ်တကယ်ဇာတာကောင်းတော့တောနေတောသက်ကြီးပဲဖြစ်သမ္မတထီအောင်မဖြစ်ဘူးနေရမှန်မှုလိုတယ်လို့ဆိုလို့အဲ့တော့ပฏิရူပဒေသဝါဒကိုနဲ့တင့်တော်လျောက်ပတ်တဲ့အယတ္ဒေတာကိုရွေးချယ်နေထိုင်ရမယ်လို့ဆိုတာအဲ့ဒီနေရာမှာမြတ်စွာဘုရားဟောတဲ့စကားလုံးကအင်တန်မှအားလုံးကိုခြုံငုံပြီးတော့ဟောတာပฏิရူပဒေသဆိုကိုနဲ့တင့်တော်တဲ့အယတ်ဆိုတာကိုဘာလုပ်ချင်တယ်လဲဆိုတဲ့အပေါ်မှာရွေးရကိုဘာဖြစ်ချင်တယ်လဲဆိုတဲ့အပေါ်မှာရွေးရပฏิရူပဆိုတာကိုနဲ့တင့်တော်တဲ့ဒေသဆိုတာအယထာဏဝါဒနေထိုင်တာအဲ့ဒါနေထိုင်ရမယ်ဆိုတော့ဒါဖြင့်ကိုဘာလို့ချင်တာတုံးဆိုတဲ့ပုံမှာကိုနဲ့တင့်တော်တာရွေးရမယ်ဆိုတော့စီးပွားရှာချင်တာလားပညာသင်ချင်တာလားကျမ်းမာရေးတိုးတက်စေချင်တာလားသို့မဟုတ်နိဗ္ဗာန်ရောက်အောင်တရားထုတ်ချင်တာလားဟောကိုယ့်ရဲ့ရည်ရွယ်ချက်တွေပေါ့နော်ပါဠိမန်အမတ်ဖြစ်ချင်တာလားသမထဖြစ်ချင်တာလားဟောတခုစီကိုယ့်ရဲ့ရည်ရွယ်ချက်တွေအတိုင်းပဲကိုတင့်တော်တဲ့နေရာတစ်ခုရွေးရဒီလိုဆိုလို့